မနေ့တုန်းကပဋ္ဌာန်းတရားတော်ရဲ့အခြေခံကိုသာဟောခဲ့ရပါတယ်။ဒီနေ့ပဋ္ဌာန်းတရားစပြီးတော့ဟောဖို့ရန်ပဋ္ဌာန်းအကြောင်းနည်းနည်းကလေးနားလည်မှကောင်းတယ်။နာနပကာရဌာနာနိဘောဓိတာနိထမုနိနာအနန္တနေယပဋ္ဌာနံဝန္တိအနန္တကောစရံဣတာဤအနန္တနေယသမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌မုနိနာမုနိထွတ်တင်ဘုရားရှင်သည်နာနပကာရဌာနာနိဖေတုအာရမဏစသည်များစွာအကြောင်းအရာတို့ကိုဘောဓိတာနိသဗ္ဗညုတာဉာဏ်တော်သာဖြင့်ဥစွာကြနာပြီးပြီးမှလျင်မြတ်လာဝေနေသိစေတော်မူခဲ့လေသည်အနန္တကောစရံအဆုံးမရှိကုန်အောင်သိသည်ဉာဏ်တော်ဤသာကျဆရာဖြစ်တော်မူသောတံအနန္တနယပဋ္ဌာနံမြတ်မြောင်ပေါ်ရဲ့ဤဆုံးကျွဲသာကြီးကျယ်မြင့်မော့သောပဋ္ဌာန်းကျမ်းတော်ကြီးကိုဝန်တယ်တသက်တခါကြုံခဲ့စွာဖြင့်ကြုံလာသည့်ခိုက်ဥဖြင့်တိုက်၍နှစ်ချိုက်လာစွာဒီခိုးကတော့ပါဤဖရာသာပဋ္ဌာန်းဆိုတဲ့ပါဠိပြစကားကပဋ္ဌာနာပကအမျိုးမျိုးအစားစားအများအပြားဌာနကအကြောင်းတရားတွေအဲ့ဒါလိုတရားတွေဟောတော်မူတဲ့အကျမ်းကိုပဋ္ဌာန်းကျမ်းကိုခေါ်ပါတယ်အမျိုးမျိုးအစားစားများစွာသောအကြောင်းတရားတို့ကိုဟောတော်မူရာဖြစ်တဲ့ကျမ်းတော်ကြီးကိုပဋ္ဌာန်းကျမ်းလို့သူတို့ခေါ်ပါတယ်ပြီးတော့ဒီပဋ္ဌာန်းကျမ်းတွေမှာပဋ္ဌာန်းတရားတော်တွေမှာဘာတွေသိရမလဲလို့ဆိုတော့အလုံးအကြောင်းရှိမှအကျိုးဖြစ်တာပါလားအလုံးအကျိုးတွေဟာအကြောင်းမရှိဘဲနဲ့တကူမှမဖြစ်ပါပဲလားအဲ့ဒါလို့သိသွားလိုက်တော့လေအကြောင်းမရှိပဲဖြစ်ခြင်းသလိုဖြစ်ဆိုတဲ့ဝါဒဟာအလိုလိုပြောက်သွားရောအမတန်မှမုံမြတ်တဲ့တရားတော်ကြီးအမတန်မှတတ္တဝါတွေမျိုးအကျိုးပြုတဲ့တရားတော်ကြီးဖြစ်ပါတယ်ဒါကြောင့်မိမိတို့နားတဲ့အခါဖြစ်ဖြစ်ဘုန်းကြီးတို့နားတဲ့အခါဟောတဲ့အခါဖြစ်ဖြစ်ဘုရားမြတ်စွာကိုစိတ်တော်ကဥစွာညှို့ပြီးတော့မှဒီတရားတော်ကြီးကိုနားလို့ကောင်းပါလေဟောလို့ကောင်းပါလေဣတာဤအနန္တနေယသမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌မုနိနာမုနိထွတ်တင်ဘုရားရှင်သည်နာနပကာရဌာနာနိဖေတုအာရမဏစသည်များပြားအကြောင်းတရားတို့ကိုဘောဓိတာနိသဗ္ဗညုတာဉာဏ်တော်သာဖြင့်ဥစွာကြနာပြီးပြီးမှလျင်မြတ်လာဝေနေသိစေတော်မူခဲ့လေပြီတဲ့ဒီတရားတော်ကြီးကိုဗုဒ္ဓမြတ်စွာကမနေ့ကပြောခဲ့တယ်မဟုတ်လားဘုရားပြစ်ပြီးတဲ့နောက်၄ခုမြောက်တတ္တဟ၄ခုမြောက်9ရက်တစ်ပတ်မှာတရားတော်ကြီးဆင်ញင်တော့ဒီအကြောင်းတရားတွေအများကြီးတွေတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးဆင်ញင်တော်မူလိုက်တာစိတ်တော်ကိုကြည်လို့စိတ်တော်ကြည်တော့အသွေးတွေအသားတွေကြည်လို့သွေးတော်တွေကြည်လို့သွေးတော်တွေကြည်တော့ဝန်းထဲမှာရှိတယ်တကယ်တလိပ်သီးတွေသွေးတွေကစပြီးတော့တန့်ရှင်းလို့ကြည်လင်းလို့အဲ့ဒီမှာရောင်ကြီးတော်တွေထွက်တော်မူလာတာဒါကြောင့်ဘုန်းကြီးတို့ကဒီတရားတော်ကိုအာယုံပြုလိုက်လို့ရှိရင်ပဲဘုရားကိုမြင်လာပြီဟောဒီတရားတော်ရဲ့အရှင်ဘုရားရှင်ကိုတော်မြတ်ကြီးသလုံးမြင်လာပြီဘုရားရှင်ကိုတော်မြတ်ကြီးလို့သာပြောရတာအဲ့ဒီအချိန်မှာ29နှစ်တော်ထွက်တော်မူတော့35နှစ်အရွယ်တော်ရှိသေးတယ်အမတန်အရွယ်ကောင်းတဲ့အချိန်မှာဗုဒ္ဓဖြစ်တော်မူတယ်ဒီဗုဒ္ဓဆိုတဲ့ဝဲတော်ကလည်းတော်ပုဂ္ဂိုလ်မရနိုင်ဘူးလို့မနေ့ကပြောခဲ့ပြီနော်အနန္တကောစရံအဆုံးမကြည့်ကုံအောင်သိသည်ဉာဏ်တော်ဤသာကျဆရာဖြစ်တော်မူသောဒီ
ဗုဒ္ဓမြတ်စွာကလွဲလို့ရှိရင်အရှင်သာရိပုတ္တရာဉာဏ်တော်ဟာအကြီးဆုံးပဲဒီသာသနာတော်မှာအဲ့ဒီအရှင်သာရိပုတ္တရာတောင်မှအရှင်သာရိပုတ္တရာရဲ့ဉာဏ်တော်တောင်မှကျက်စားနိုင်တဲ့အခွင့်အလမ်းမရှိပါဘူးအနန္တကောသရံအဆုံးမရှိကိုအောင်သိသည်ဉာဏ်တော်ဤသာကျက်စားရာဖြစ်တော်မူသောတံအနန္တနယပဋ္ဌာနံမြားမြောင်ပေါ်ရဲ့အနည်းဆုံးကျွဲသာကြီးကျယ်မြင့်မောထိုပဋ္ဌာန်းကျမ်းတော်ကြီးကိုတဲ့ဒါတစ်သက်တစ်ခါကျုံရတာတခါတို့ကြားနာတော့လေတစ်သက်တစ်ခါကြားနာရတာဘုန်းကြီးတို့မလည်းပဲတသာသနာလုံးမှာတစ်ခါတစ်ခါမှကျုံရတာအမှန်တန်ကျုံကြိုက်ခဲ့တဲ့တရားတော်ကြီးကိုနာဆိုင်ပြီးတော့လည်းနာရပါမယ်ဘုန်းကြီးကလည်းတရားတော်ရှိသမျှဘုန်းကြီးတို့လေ့လာရသမျှကိုဟောလို့မဖြစ်ပါဘူးလူများနားလည်လောက်အောင်ရိုးရိုးပုဂ္ဂိုလ်များနားလည်လောက်အောင်ဒါလို့ဆင်းပြီးတော့မှဟောရပါတယ်ဒါကြောင့်အင်မတန်မွန်မြတ်တဲ့တရားတော်ကြီးကိုအင်မတန်မွန်မြတ်တဲ့စိတ်နဲ့နားကြပါနော်အနန္တကောသရံအဆုံးမရှိကိုအောင်သိသည်ဉာဏ်တော်ဤသာကျက်စားရာဖြစ်တော်မူသောတံအနန္တနယပဋ္ဌာနံမြားမြောင်ပေါ်ရဲ့အနည်းဆုံးကျွဲသာကြီးကျယ်မြင့်မောထိုပဋ္ဌာန်းကျမ်းတော်ကြီးကိုဝန်တေတစ်သက်တခါကျုံခဲ့စွာဖြင့်ကျုံလာသည့်ခိုက်ဥဖြင့်တိုက်၍နှိမ့်ချိုင်လာစွာရှိခိုးကြောပါ၏ဖျားအဲ့ဒီပဋ္ဌာန်းကျမ်းတော်ကြီးကိုပထမဆုံးဗုဒ္ဓမြတ်စွာကဟေတုပစ္စယောစတော်မူခဲ့တယ်ဒီဟေတုပစ္စယောဆိုတဲ့အတိတ်ပဲကကျင်းချင်းကလေးပဲမဲ့ကျယ်ဝန်းလိုက်တာဒီတတ္တဝါတိုင်းနဲ့ဆိုင်ပြီးတော့လာအောင်ကျယ်ဝန်းပါလေဘုန်းကြီးကအဲ့ဒီအကြောင်းအရာကိုနည်းနည်းကလေးပြောပြမယ်ဒီဟေတုပစ္စည်းကိုရှင်းဆရာတော်များကဆိုပါတော့အထကထာဆရာတော်များကဘာနဲ့ဥပမာပြောတယ်လို့ဆိုတော့ရေတောက်မြင့်နဲ့တဲတူတယ်တဲ့ဒီရေတောက်မြင့်ဟာဒီရေတောက်မြင့်ကောင်းသလားတစ်ပင်ခိုင်ပါတယ်ရေတောက်မြင့်အတွင်းအစိုက်နဲ့သလားတစ်ပင်ခိုင်ပါတယ်ရေတောက်မြင့်ကအောက်ကဒီဓာတ်မြေတွေမြေတွေရေတွေကိုစုပ်ယူနိုင်သလားတစ်ပင်ကြီးဟာတန့်ရှင်းတန်မာပြီးတော့ကြီးထွားပြီးတော့စိတ်ဆိုပြီးတော့လာပါတယ်ဟေတုပစ္စည်းလို့ဆိုတဲ့တရားဟာဘယ်သူတုံးလို့ဆိုတော့လောဘဒေါသမောဟအကုသိုလ်ဘက်က၃မျိုးအလောဘအဒေါသအမောဟကုသိုလ်ဘက်ကကရိယာဘက်ကဝိဘက်ဘက်က၃မျိုးလို့ရင်တော့မကောင်းအမြင့်၃ွယ်ရှိတယ်အဲ့ဒီမကောင်းအမြင့်၃ွယ်လောဘဒေါသမောဟအမြင့်တွေကသူနဲ့ဆိုင်တဲ့ဒီအတူဖြစ်တဲ့တရားတွေကိုသူကပဲကျေစုပြုထားလို့လောဘကြီးသလောက်ဒီလောဘနဲ့အတူဖြစ်နေတဲ့စိတ်စေတသိက်တွေလောဘအလွတ်အတိုင်းလိုခြင်းဒီလိုဖြစ်ရတယ်လောဘကြီးသလောက်ဒီစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကလည်းလောဘပင်ဆိုင်ပြီးတော့လိုခြင်းအမတန်ကောင်းတယ်ဒီကိုယ်ရေးကိုယ်တာကိုလည်းစဉ်းစားလောဘအမြင့်တွယ်လိုက်ပြီးဆိုမှဖြစ်သူနဲ့အတူဖြစ်တဲ့စိတ်စေတသိက်တွေဟာလောဘအနောက်လိုက်ပြီးတော့လောဘအလို့အတိုင်းဒီစီပင်ကြရတာပဲတက္ကအဲ့ဒီစိတ်စေတသိက်ကြောင့်ဖြစ်တဲ့ရုပ်တွေစိတ်တစားရုပ်တွေကလည်းလောဘအတိုင်းလိုက်ပြီးတော့ဖြစ်ကြရတာပဲဒါအမှန်တန်ဘုန်းကြီးတို့ဒီလူတွေကိုပေါ့လေယဟန်တော်တွေကိုပေါ့လေစဉ်းစားလို့တဲကောင်းတယ်ဘာလုပ်နေတယ်ဆိုတော့ဘုန်းကြီးတို့ကအတိအကျပြောနိုင်တယ်ဘာစိတ်ဖြစ်နေတယ်ဘာစိတ်ဥစည်းနေတယ်အတိအကျပြောနိုင်တယ်တခါဒေါသဖြစ်နေပြန်ပြီဆိုလို့ရှိရင်ဒေါသအတိုင်းတကယ်စိတ်တွေဖြစ်နေလိုက်တာတခါစိတ်တွေပဲကမလဲဒေါသအတိုင်းရုပ်တွေဖြစ်လာလိုက်တာလက်တွေပါများတုံးလို့ဒီဘုန်းကြီးကသိပြီဒေါသဘလောက်ပြင်းနေတယ်သိပြီတခါကုသိုလ်ဘက်တို့လို့ကြပြန်တော့အလောဘမလို့ခြင်းပါဘူးမလို့ခြင်းပါဘူးဒါလိုဖြစ်နေပြန်တယ်ဘ
ဘေးကလိုချင်တဲ့သူတွေကအင်မတန်တကယ်လိုချင်နေပါတယ်ဆိုတဲ့ဥစ္စာဒီသူကကုသိုလ်စိတ်နဲ့မလို့ကိုမလို့ချင်ပါဘူးစိတ်တန်းပေါ်လာတာပြောရအောင်ဘုရားအလောင်းကြီးတခါတုန်းကဥဒိယပတ္တမင်းသားဖြစ်ပါတယ်မင်းသားဖြစ်တော့မေတော်ခမည်းတော်များကထိနှံတွဲအပ်ခြင်းလို့မိဖုရားယရဏရှာရပါမယ်လို့သားတော်ကိုတိုက်တွန်းတော့သားတော်ကမလိုချင်ပါဘူးဒီစားလောဘမဖြစ်ပါဘူးတဏှာမဖြစ်ပါဘူးထိနှံမလိုချင်ပါဘူးဘုန်းကြီးတို့ကကြီးညိုတယ်ဆိုတာဒီလိုကြီးညိုနေတာထိနှံမလိုချင်ပါဘူးဒါလောဘအလောဘဟိတ်အလောဘဟိတ်ကအမြင့်တွဲနေလိုက်တာထိနှံမလိုချင်ပါဘူးမိဖုရားယရဏမလိုချင်ပါဘူးတခါမဲတော်ခမည်းတော်များကွဲလွန်လို့ရှိရင်တောထွက်ပြီးတော့တရားကျင့်ပါမယ်မလိုချင်လိုက်တာလောဘလည်းမဖြစ်အလောဘဒေါသလည်းမဖြစ်အဒေါသမောဟလည်းမဖြစ်အမောဟတဲကောင်းတဲ့အဲ့ဒီမလိုချင်ဆိုတဲ့ဒီအလောဘအဒေါသအမောဟတွေကစိုက်ပြီးတော့နေတဲ့ဘုရားအလောင်းကြတော့ပြောတဲ့စကားကအဲ့ဒီစိတ်ကြောင့်ဖြစ်တာမို့လို့မလိုချင်ပါဘူးနေတဲ့အနေကလည်းမလိုချင်ပါဘူးစိတ်နဲ့စိတ်ဓာတ်ကမလိုချင်ပါဘူးပြောတဲ့စကားလုံးကမလိုချင်ပါဘူးနေပုံထိုင်ပုံကမလိုချင်ပါဘူးတက္ကဒီဘုရားအလောင်းတို့လိုပဲတော်တဲ့ထွယ်ပြီးတော့နေလိုက်တာတတ္တဝါတွေချမ်းသာကြပါစေအဒေါသမေတ္တာနဲ့တတ္တဝါတွေချမ်းသာကြပါစေနဲ့တဲ့တစ်ချိန်နဲ့မဟုတ်ဘူးအချိန်ရှိတဲ့၍နောက်တော့အဲ့ဒီမေတ္တာဟာတိုးတယ်ပြီးတော့ဇံကိုရလို့နောက်တစ်ချိန်ဓမ္မပြည်ရောက်တာပဲအဲ့တော့ဘုန်းကြီးတို့ကမြင်လွန်းလို့သိစေခြင်းလိုက်တာမြင်လွန်းလို့ယခုလောဘသမားတွေလောဘအမြင့်တွဲနေလိုက်တာသိလိုက်တာအမတန်သိလောဘတွေအမြင့်တွဲတော့လောဘကိစ္စနဲ့ရှားကြဖွေးကြလောဘကိစ္စနဲ့စကားပြောကြလောဘကိစ္စနဲ့ဝတ်ကြစားကြလောဘကိစ္စနဲ့ကြွားကြဝါကြဒီစေရောယုတ်ရောအကုန်လုံးဒီဟေတုပစ္စည်းဖြစ်နေပုံတွေဒါကြောင့်ရှင်းဆရာများကလေဟေတုပစ္စယောရေသောမြင့်လျင်ကိုယ်သစ်ပင်ကိုစိတ်ရွှင်ညွန့်ဝေစီပင်စေသို့မကွယ်ဖြစ်ဟန်ယုတ်နှင့်နံကိုစွမ်းတန်စေမှုကျေစုပြုသာဟေတုတတ္တိအမြဲရှိသောဟေ၆ပါးပစ္စည်းတရားသည်အတ္တိပုဂ္ဂိုလ်တ attva သူငါမနောတရားသဘောသာထင်ရှားကြည့်ပေသည်တကားဣတိဤသို့ဘောဓိတံသဗ္ဗညုထာဉာဏ်တော်သာဖြင့်ဥစွာကြာနာတည်ပြီးမှလျင်မြတ်လာဝိနေသိစေတော်မူသောမြတ်စွာဘုရားကိုဝန်တာမိဂုဏ်တော်ထုံဖွမ်းဘုံတော်မှန်၍ချီးမွမ်းထောမနာပဏာညိုကျိုးလက်ဆုံမိုး၍ရှိခိုးကြောပါ၏ဖျားဒီတော့ကတရားတစ်ခုကိုဟေတုပစ္စည်းတွင်ပြောနေလို့မပြီးသေးဘူးဒီဟေတုပစ္စည်းဟိတ်တွေကဒီလိုဖြစ်နေပုံကိုအာရမဏပစ္စည်းနဲ့ဆက်ပြီးတော့ပြောမှကောင်းတယ်တော့ကဲအကျဉ်းကလေးပြောပေးဦးမယ်နော်အာရမဏပစ္စည်းဆိုတဲ့ဥစ္စာကအာယုံအဖြစ်နဲ့ကျေစုပြုနေတာခုနကစိတ်တွေလောဘတွေစိတ်တွေအလောဘတွေစိတ်တွေမေတ္တာအဒေါသတွေဟေတုတွေဖြစ်နေတယ်လို့ဆိုတာဟာအာယုံမပါဘဲနဲ့မဖြစ်ပါဘူးအာယုံပါရပါတယ်ပြီးတော့ဒီဟေတုပစ္စည်းကိုနားလည်ဖို့ရန်ဆိုရင်အာရမဏပစ္စည်းကအနာကဆက်ပြီးတော့စကားပြောရပါတယ်အာရမဏပစ္စည်းကလည်းသူနည်းသူဟန်နဲ့ကျေစုပြုနေလိုက်တာသူမပါရင်ဖြစ်ကိုမဖြစ်ဘူးအာယုံမရှိလို့ရှိရင်စိတ်ကိုမဖြစ်ဘူးဒီရှင်းကအတ္တကရာဆရာတော်များနဲ့ရှင်းပညာကြီးတွေကစဉ်းစားပြီးတော့ဒီအာရမဏပစ္စည်းရဲ့ကျေစုပြုပုံကဘာနဲ့တူးနေတော့တွေးတော်မူကြစဉ်းစားတော်မူကြတယ်ဟောကြပြောကြတယ်ဒါတော့ဒီလိုဆိုကြဆိုရဲ့ဒီလူကမစွမ်းမတန်ဖြစ်နေတယ်အသက်အရွယ်ကြီးရင်အိုးလို့မစွမ်းမတန်ရင်လည်းဖြစ်နေတယ်ယောဂဗျာကြောင့်မစွမ်းမတန်ရင်လည်းဖြစ်နေတယ်အဲ့ဒီလူဟာလေတောင်ပွဲကလေးကိုင်းလို့ကြိုးတန်းကလေးကိုင်းလို့
အဲ့ဒါလို့မှသူထနိုင်တယ်ထိုင်နိုင်တယ်သွားနိုင်တယ်မစွမ်းမတန်တဲ့သူဟာတောင်ဝေးကြိုးတန်းကိုအပြည့်ရတယ်လို့ဒီရှင်းဆရာတော်မြတ်တွေကလည်းလေသိကြလိုက်တာတောင်ဝေးဆိုတာကတစ်ခုတည်းကျိုးကြတော့ကျိုးမင်းနေအများကြီးစုပေါင်းထားတယ်အဲ့တော့တောင်ဝေးကဘာနဲ့တူတုံးဆိုတော့ဒီနန္တရားအာယုန်တွေနဲ့တူတယ်စိတ်တို့စေတသိက်တို့သူကတစ်ခုချင်းတစ်ခုချင်းဖြစ်ကြတာကျိုးကဘာနဲ့တူတုံးဆိုတော့ရုပ်တရားတွေဆိုတဲ့ဥစ္စာစုပြီးတော့နေကြတာအဲ့တော့ဒီစိတ်အာယုန်တွေစေတသိက်အာယုန်တွေကတောင်ဝေးနဲ့တူတယ်ရုပ်အာယုန်တွေကကျိုးတန်းနဲ့တူတယ်ကျိုးမင်းတွေပေါက်ဆက်တာတဲ့ကျိုးတန်းနဲ့တူတယ်ခုနကမစွမ်းမတန်ဖြစ်နေတဲ့အဖိုးကြီးတို့မို့လူမမဟာတောင်ခွေးရင်လည်းပါရပါမယ်ကျိုးတန်းရင်လည်းကန်ရပါမယ်တောင်ခွေးကျိုးတန်းမပါဘဲနဲ့သူဘာမှမထနိုင်မထိုင်နိုင်မသွားနိုင်တယ်လို့ပဲစိတ်စေတသိက်ဆိုတဲ့တရားတွေဟာလည်းပဲခုနကဟိတ်6ပါးနဲ့တကွစိတ်စေတသိက်ဆိုတဲ့တရားတွေဟာလည်းအာယုံမပါဘဲနဲ့ဘယ်တော့မှမဖြစ်နိုင်ပါဘူးဘယ်အခါမှမဖြစ်နိုင်ပါဘူးဒါကြောင့်မို့လို့အာယုံ6ပါးဟာဘာနဲ့တူတုံးလို့ဆိုတော့တောင်ခွေးကြိုးတန်းနဲ့တူတယ်လို့ရှင်းစရာများကဒီဥပမာနဲ့တကွအမိန့်တော့ရှိပြန်ရောအာရမဏပစ္စယောတောင်ခွေးကြိုးတန်းသူမစွမ်းကိုမပန်းရလေထိုင်ထစေသို့စိတ်စေလေတန်းနာမဲ့ခံကိုထောက်ခံသမှုကျေစုပြုဘုံတတ္တိစုံသောအာယုံ6ပါးပစ္စည်းတရားသည်ဒီပုဂ္ဂိုလ်တ attva သူငါမနှောတရားသဘောသာထင်ရှားရှိပေသည်တကားဒီအာယုံ6ပါးပဲရှိတယ်ဒီစိတ်ဖြစ်အောင်ဘယ်ဒုက္ခမှလည်းမလုပ်နိုင်ဘူးဘယ်သဗ္ဗညုမြတ်စွာဘုရားကိုတော်တိုင်းပဲဖန်ဆင်းမပေးနိုင်ဘူးသူ့သဘောတိုင်းသွားနေတာအာယုံရှိရင်စိတ်ဖြစ်မယ်ဒါဘုရားမြတ်စွာဖန်ဆင်းပေးတော့မမှုနိုင်ဘူးသစ်ပြင်ပုဂ္ဂိုလ်တွေဆိုတာတော့မပြောနဲ့တော့ဖန်ဆင်းမပေးနိုင်ဘူးအဲ့ဒီအာယုံရှိလို့စိတ်ဖြစ်တဲ့နေရာမှာအာယုံရှိလို့စိတ်ဖြစ်တဲ့နေရာမှာအာယုံစိတ်စေတသိက်ဒါပဲကြည့်တယ်ခြားတဲ့တတ္တဝါဆိုတာမရှိဘူးအာယုံစိတ်စေတသိက်ဒါပဲကြည့်တယ်တတ္တဝါမရှိဘူးသူလို့ဆိုတာရှားမရဘူးပုဂ္ဂိုလ်လို့ဆိုတာရှားမရဘူးစိတ်စေတသိက်အာယုံဒါပဲဒီနာမှာဒီခင်းလာတာပြောရအောင်သက္ကုပ္ပတာဒရူပါယုံဒီကံကပြုစီမှလိုက်တဲ့သက္ကုပ္ပတာဒမျက်စိထဲမှာရှိတယ်ပတာဒယုတ်အဲ့ဒီသက္ကုပ္ပတာဒလည်းရှိမယ်ခုနကရူပါယုံလည်းရှိနာမှာရှိမယ်ဒီအာယုံကိုလည်းနက်နက်တတိထားလိုက်မယ်ဆိုရင်သက္ကုဝိညာဉ်စိတ်ဖြစ်တာပဲဘယ်သူမှလာပြီးတော့ဖန်ဆင်းလို့မရဘူးသက္ကုပ္ပတာဒလည်းဖြစ်တယ်ဟိုကရူပါယုံကလည်းရှိနေတယ်သူ့ကိုလည်းနှလုံးသွင်းတယ်ဘေးကအယောင်လင်းလည်းရှိတယ်ဒါလို့ဆိုရင်သက္ကုဝိညာဉ်ဖြစ်ဖို့ရန်ဘယ်သူမှမဖန်ဆင်းနဲ့ဖြစ်ကိုဖြစ်မှာပုဂ္ဂိုလ်မပါဘူးအတ္တမပါဘူးအကောင်အထည်မရှိဘူးဒီတရားပဲရှိတယ်ဒီတရားပဲရှိတယ်ပုဂ္ဂိုလ်မရှိဘူးတတ္တဝါမရှိဘူးအတ္တမရှိဘူးအကောင်အထည်မရှိဘူးဘယ်သူဖန်ဆင်းလို့မှလည်းမရဘူးသက္ကုပ္ပတာဒရူပါယုံအယောင်အလင်းနှလုံးသွင်းမှုမရှိရင်သက္ကုဝိညာဉ်ဖြစ်ဖို့ရန်တက်ပြင်ဖရာကိုတော့မပြောလို့ဘုန်းကြီးတို့ဖရာကိုမဖန်ဆင်းနိုင်ဘူးဒီအမတန်သေးကြတာကတရားတော်ကအမတန်သေးကြတာသက္ကုဝိညာဉ်ဖြစ်အောင်ဘုန်းကြီးတို့ဖရာကိုမဖန်ဆင်းနိုင်ဘူးခုနကအကြောင်းတွေစုံလာပြီဆိုလို့ရှိရင်ဘယ်သူမှမဖန်ဆင်းတဲ့ဖြစ်ကိုဖြစ်တာဘယ်သူမှတားလို့မရဘူးဘယ်မလဲပုဂ္ဂိုလ်ဘယ်မလဲပဲအတ္တအကောင်အထည်ဘယ်မလဲပဲငါဘယ်မလဲသူအမတန်ကောင်းလို့အမတန်ကောင်းလို့ပုဂ္ဂိုလ်တ attva သူငါမနှောတရားသဘောသာထင်ရှားရှိပေသည်တကားဣတိဤသို့ဘောဓင်တံသဗ္ဗညုတာဉာဏ်တော်သာဖြင့်ဥစွာကြနာသိပြီးမှလျင်မြတ်လာဝေနေသိစေတော်မူသောမြတ်စွာဘုရားကိုဝန်တာမိသဗ္ဗညုတာဉာဏ်တော်ဂုံထုံဖွန်းတဲ့ပုံတော်ကိုမှန်း၍ရှိမွန်တော်မနာပဏာညိုကျော်လက်စုံမိုး၍ရှိကိုကတော့ပါ၏ဘုရားဒီအာယုနှစ်ပါးစုံတော့နည်းနည်းကလေးစကားပြောလို့ဖြစ်ပြီဒီခုနကကုသိုလ်ဆိုတာကိုကြီးပြောဦးမယ်ဒီမိမိတို့မှာစိတ်ဖြစ်နေတဲ့ဥစ္စာဟာ၃မျိုးပဲဖြစ်တယ်နော်ကုသိုလ်စိတ်အကုသိုလ်စိတ်ခုနကဝိပက္ခရိယာဆိုတဲ့ဗျာကတစိတ်အချိန်ရှိတဲ့ဒီ၃မျိုးပဲရှိတယ်ဘယ်
ဘလောက်ကြည်ကျဲတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖြစ်ကုသိုလ်ဖြစ်မယ်သို့မဟုတ်အကုသိုလ်ဖြစ်မယ်သို့မဟုတ်ဝိဘက်ကရိယာဖြစ်မယ်ဘလောက်သေးသိမ့်တဲ့ကလေးကလေးဖြစ်ဖြစ်တိရစ္ဆာန်တ attva ပဲဖြစ်ဖြစ်ကုသိုလ်ဖြစ်မယ်အကုသိုလ်ဖြစ်မယ်ဝိဘက်ဖြစ်မယ်ကရိယာဆိုတဲ့အဗျာကတဖြစ်မယ်အမှန်သိကြတယ်အမှန်သိကြတယ်ဖြစ်တဲ့အာယုံပါရမယ်ဒါကြောင့်ကုသိုလ်ဆိုတာဘယ်လိုတရားပါတုံးလို့ဆိုရင်ဖြစ်တော်ညစ်သေးအပြစ်ပဲနေကျိုးပေးဒုက္ခ12ဝမုတ်ချအကုသိုလ်ခေါ်တဲ့ဖြစ်တုံးကလည်းပဲလောဘရင်လည်းပါနေပြီအပြစ်ပါနေတယ်ဖြစ်တုံးကဒေါသရင်လည်းပါနေပြီအိတ်သာမစ္စရိယရင်လည်းပါနေပြီမာနရင်လည်းပါနေပြီဖြစ်တုံးကအဲ့ဒီအညစ်အကြေးတွေပါနေတယ်ဒီအကုသိုလ်ဆိုတဲ့ဥစ္စာဖြစ်တုံးကအညစ်အကြေးတွေပါနေတော့အပြစ်မကင်းဘူးဖြစ်တုံးမှာကိုအပြစ်မကင်းဘူးနောက်အကျုပ်ပဲရင်မကောင်းကျိုးကိုပေးပါကောင်းကျိုးကိုမပေးဘူးဒီအကုသိုလ်ဒီဘဝဖြစ်ဖြစ်နောက်ဘဝဖြစ်ဖြစ်မကောင်းကျိုးကိုပေးပါဒါကြောင့်အကုသိုလ်ဆိုတာဘယ်လိုပါလိမ့်မတုံးလို့ဆိုရင်ကိုယ်စိတ်ကိုစဉ်းစားကြည့်ဖြစ်တော်ညစ်သေးအပြစ်ပဲနေကျိုးပေးဒုက္ခ12ဝမုတ်ချအကုသိုလ်ခေါ်ဖြစ်တယ်နော်လောဘရင်လည်းပါမယ်ဒါအပြစ်ပဲဒေါသရင်လည်းပါမယ်ဒါအပြစ်ပဲမာနရင်လည်းပါမယ်ဒါအပြစ်ပဲတယောက်နဲ့တယောက်မနာလို့တဲ့အိတ်သားရင်လည်းပါမယ်ဒါအပြစ်ပဲသူကိုယ်လိုမကြည့်ပွားသေးလို့တဲ့မစ္စရိယရင်လည်းပါမယ်ဒါအပြစ်ပဲအိတ်ကျင်မှုတို့ငိုက်မြည်နေတဲ့ဌိနမိတ်တိုင်းလည်းပါမယ်ဒါအပြစ်ပဲဖယားကိုဟုတ်မှဟုတ်ပါလေလားလို့ယုံမှားတန်တရားဖြစ်တဲ့ဖယားအစ်စ်ကိုယုံမှားနေတဲ့ဝိသိကိစ္စလည်းပါတတ်တယ်ဒါအပြစ်ပဲဖြစ်တုံးမှာအပြစ်တစ်ခုခုနဲ့ညစ်ပေးနေတဲ့တရားမျိုးဒါအကုသိုလ်ခေါ်တယ်နောက်အကျိုးပေးအကျိုးပေးရင်တော့မကောင်းကျိုးကိုပေးမှာပဲဒါအကုသိုလ်ပဲကိုယ်စိတ်ကိုဘာဖြစ်နေတယ်ဆိုတဲ့ဥစ္စာသိပြီးတော့လေ့လာဖို့ကောင်းတယ်သိလေ့လာဖို့ကောင်းတယ်တခါကုသိုလ်ကဘယ်လိုပါလိမ့်မတုံးလို့ဆိုတော့ဖြစ်တော်တန်ရှင်းအပြည့်ကင်း၍ကောင်းခြင်းဒုက္ခကျိုးပေးကကုသလာဟုခေါ်တဲ့ဖြစ်တုံးမှာတန်ရှင်းလိုက်တာမေတ္တာနဲ့မေတ္တာစစ်စစ်နဲ့နော်မေတ္တာစစ်စစ်နဲ့ချမ်းသာပါစေဖြစ်တုံးမှာတဲ့တန်ရှင်းတခါအနုဒါနပေးနေငါအလူအကြောင်းပြုပြီးတော့စားကြပါစေတောက်ကြပါစေဒီစွန့်ကြဲပေးကရင်ပဲမေတ္တာကပါနေစိတ်သက်တန်ရှင်းတယ်သိတန်ရှင်းတယ်ဟောမိမိတို့အလူဒါနအကြောင်းပြုပြီးတော့သာသနာတော်ကြီးတိုးတက်ပါစေတည်ရန်ပါစေခိုင်မြဲပါစေအဲ့ဒီလိုဒီဖြစ်တုံးမှလည်းပဲကုသိုလ်စိတ်တွေတည်းဖြစ်တယ်နောက်ဆုံးကိုယ်သားကလေးသမီးကလေးကိုမိခင်အဖြစ်နဲ့ကျမ်းမာစေခြင်းနှုံးလို့ဝစေခြင်းနှုံးလို့နှုတ်တိုင်းပြီးတော့နေဒီရှင်းနေတဲ့လောဘကအကုသိုလ်ကလေးကလေးကျမ်းမာစေခြင်းချမ်းသာစေခြင်းဝဖြိုးစေခြင်းတဲ့စေရနာမေတ္တာကကုသိုလ်နဲ့အကုသိုလ်ကပ်နေတာပဲသားကလေးချစ်လွန်းလို့ဒါကအကုသိုလ်တကယ်ကျမ်းမာစေခြင်းလွန်းလို့ဝဖြိုးစေခြင်းလွန်းလို့နှုတ်တိုင်းပြီးတော့နေဒါကကုသိုလ်ဒီလိုအဲ့တော့ဖြစ်တုံးမှလေအညစ်အကြေးလုံးမပါတဲ့အပိုင်းကြတော့ကုသိုလ်ပဲအကျိုးပေးကောင်းကျိုးပေးမှာပါဖြစ်တော်တန်ရှင်းအပြည့်ကင်း၍ကောင်းခြင်းဒုက္ခကျိုးပေးကကုသလာဟုခေါ်အဗျာကတဆိုတာကဘယ်လိုစိတ်တုံးဆိုတော့ဝိဘက်တို့ဘုန်းကြီးတို့ယုတ်တရားတွေလည်းအဗျာကတခေါ်တယ်သူကဖြစ်တော်လည်းညစ်ကြေးတာလည်းမဟုတ်ဘူးတန်ရှင်းတာလည်းမဟုတ်ဘူးသူတို့ကကုသိုလ်လို့လည်းမဆိုရဘူးအကုသိုလ်လို့လည်းမဆိုရဘူးယုတ်တရားတွေအဗျာကတခုနကစိတ်စေတသိက်ထဲမှာလည်းပဲဝိဘက်စိတ်တွေဘုရားယဟန္တာမှာဖြစ်တဲ့ကရိယာစိတ်တွေဒါတွေကဘုရားယဟန္တာမှာကုသိုလ်လည်းမဖြစ်ဘူးအကုသိုလ်လည်းမဖြစ်ဘူး။နော်ဘုရားယဟန္တာမေတ္တာမပွားဘူးလားမေတ္တာပွားလို့ရှိလည်းပဲကုသိုလ်မခေါ်ဘူးကရိယာအဗျာကတခေါ်တယ်။ဘုရားယဟန္တာတတ္တဝါတွေချမ်းသာအောင်လို့ဗုဒ္ဓမြတ်စွာတရားဟောတော်မူတယ်ကုသိုလ်လားကုသိုလ်မဟုတ်ဘူးဒါကကရိယာအဗျာကတလို့ခေါ်တယ်။ဘာဖြစ်လို့နောက်အကျိုးမပေးဘူးလေ။ကုသိုလ်ဆိုရင်အကျိုးပေးမယ်ဗုဒ္ဓမြတ်စွာကနောက်ဘဝတန္တရာအကျိုးမရှိတော့ဘူး။ဘဝတန္တရာအကျိုးမရှိလို့မို့အကျိုးမပေးလို့မို့ကောင်းတာလုပ်လည်းပဲကရိယာအဗျာကတမကောင်းတာကတော့လုပ်ကိုမလုပ်တော့ဘူးတခါဝိပဿစိတ်တွေဘုန်းကြီးတို့မှာဖြစ်နေတယ်အိပ်ပျော်နေတယ်ဝိပဿစိတ်ဖြစ်နေတယ်ဝိပဿစိတ်ဖြစ်နေတော့ခုနကဟိတ်တယ်မပါဘူးလားပါတယ်နောက်တစ်ဖြည်းဖြည်းမှနားလည်မယ်နော်ဟိတ်တွေပါနေတယ်စိတ်တွေဖြစ်နေတယ်အိပ်ပျော်နေတယ်ကောင်းတဲ့စိတ်လားဘာမှမဖြစ်ဘူးကောင်းတဲ့စိတ်လေကောင်းတဲ့ခုနကတရားတွေလည်းမဖြစ်ဘူးမကောင်းတဲ့တရားတွေလားမကောင်းတဲ့တရားလည်းဘာမှမဖြစ်ဘူးဒါပေမဲ့အိပ်ပျော်နေတဲ့အခါဖြစ်တဲ့စိတ်ဟာဘာခေါ်တော့ဝိပက်အဗျာကတခေါ်တယ်ရှင်းလွန်းလို့ဘုန်းကြီးတို့တရားတော်ကရှင်းလွန်းလို့ကဲဒါနားလည်ပြီနော်ခုနကအာယုံတွေကအာယုံ6ပါးတောင်ရှိတယ်ရူပယုံခုအရှင်းတွေပေါ့အလုံးနားလည်တယ်
တတ္ထာယုံအတန်တွေပေါ့အလုံးနားလေတယ်ကန္တာယုံအမွေအကျိုင်းအနံအစောအနံ့တွေပေါ့အလုံးနားလေတယ်ရတာယုံအရသာတွေပေါ့စားတောက်နေတဲ့အရသာတွေပေါ့ရေမာကစပြီးတော့အရသာတွေပေါ့အလုံးနားလေတယ်ဖွတ်ထပါယုံဒီတွေ့ထိပြီးတော့နေတဲ့ဒီလူချင်းတွေ့ထိပစ္စည်းဥစ္စာနဲ့တွေ့ထိအိယာနေရနဲ့ဒီအိယာကင်းလေးနဲ့တောင်းလေးနဲ့တွေ့ထိအဲ့ဒီအတွေ့အထိဟူသမျှဖွတ်တပါယုံအဲ့ဒါလိုမှလွတ်ပြီးတော့အာယုံ၅ပါးမှလွတ်နေတဲ့အာယုံတွေကတော့ဓမ္မယုံလို့အာယုံ6ပါးရှိတယ်အဲ့ဒီအာယုံ6ပါးကလွဲပြီးတော့ဆွဲစရာကိုင်းစရာဘာမှမလိုဘူးဘာမှမရှိဘူးအဲ့ဒီအာယုံ6ပါးပဲရှိတယ်ဒါတော့ဘုန်းကြီးတို့ကနေရာတိုင်းကိုစဉ်းစားရပါမယ်ဒီပထမဆုံးဘုရားအလောင်းပြောကြစို့ဘုန်းကြီးတို့မြတ်စွာဘုရားအလောင်းတော်ကိုအလုံးနဲ့တွေပြမတွေကဝိုင်းပြီးတော့လူပြင်မှာပဋိသန္ဓေနေပြီးဘုရားဖြစ်ပါတတ္တဝါတွေကဲစေပါလို့တောင်းပန်ကြတော့ဘုရားမြတ်စွာကဘုရားဖြစ်ဖို့အချိန်ကိုကြည့်လို့အချိန်သိပြီလို့ဆိုတော့ဘုရားဖြစ်ဖို့ရန်လူပြင်ပဋိသန္ဓေနေတော့မယ်အဲ့ဒီအခါမှာလေဘုရားမြတ်စွာသုတိတန္တပြင်မှာမေတ္တာပို့တော်မူလိုက်တာသိလားကြည်နူးစရာကောင်းလိုက်တာနတ်မင်းကတတ္တဝါတွေချမ်းသာအောင်လို့လူလောကကြီးဆင်းပြီးတော့တတ္တဝါတွေကိုချေချွတ်ရမယ်တတ္တဝါတွေချမ်းသာကြပါစေဒါမေတ္တာဖြစ်နေတာအဲ့ဒီမေတ္တာစိတ်ဟာကုသိုလ်စိတ်လားအကုသိုလ်စိတ်လားလို့ဆိုရင်ကုသိုလ်စိတ်ခုနကဟိတ်6ပါးနဲ့ဆိုလို့ရှိရင်အလောဘအဒေါသမေတ္တာအဒေါသနဲ့မေတ္တာနဲ့တချို့နေရာတူးနေတယ်အဒေါသအဲ့ဒီစိတ်ဖြစ်နေတယ်ဒီတော့အလောင်းလျာပဋိသန္ဓေမနေခင်နတ်ပြည်မှာတော့ကိုကတကူလုံးတဲ့ကုသိုလ်စိတ်တွေထုံးနေတာကုသိုလ်စိတ်တွေထုံးဘဝများစွာသမ္မာကလည်းပါရမီတော်တွေထုံပြီးတော့လာခဲ့တာယခုနောက်ဆုံးဘဝမှာပဋိသန္ဓေနေရတော့မယ်ဆိုတော့နတ်ပြည်ကနေပြီးတော့မေတ္တာတော်စိတ်တွေနဲ့အလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်တွေမူတည်ပြီးတော့တတ္တဝါတွေကိုအာယုံပြုနေတာအဲ့ဒီတတ္တဝါတွေအာယုံကတော့ဓမ္မယုံလို့ခေါ်ပါတယ်ဓမ္မယုံလို့ခေါ်ပါတယ်ဒီရူပတ္တစသည်တွေနဲ့မပါလို့ရှိရင်အလုံးဓမ္မယုံလို့ခေါ်တယ်တတ္တဝါတွေအာယုံပြုပြီးတော့ခုနကကောင်းတဲ့ကုသိုလ်စိတ်တွေဖြစ်ပြီးတော့နေပြီးမှဒီစုတည်လိုက်ပါတယ်စုတည်လိုက်တယ်ဆိုတာနတ်ဘဝသိလိုက်တာပဲသိပြီးပြီးချင်းမေတော့မာယာဝမ်းတိုက်မှာပဋိသန္ဓေနေပါတယ်ပဋိသန္ဓေစိတ်လို့ဘယ်လိုစတည်ပါတယ်အဲ့ဒီပဋိသန္ဓေစိတ်စတည်တဲ့အခါမှာပဋိသန္ဓေစိတ်ကြီးမကဘူးစေတသိက်တွေကမ္မစရုပ်ဆိုတဲ့ရုပ်တရားတွေဒါအမတန်ဒီအာယုံပြုဖို့ကောင်းတယ်ဒီပဋိသန္ဓေမနေခင်ကနတ်ပြည်မှာတော့ကမေတ္တာတော်တွေနဲ့စိတ်အစဉ်တွေပြေလို့နောက်မဲတော့ဝမ်းထဲမှာပဋိသန္ဓေစိတ်ခုနကအလောဘဟိတ်တွေပါတဲ့စေတသိက်ပြီးတော့ရှေးကံကပြုစီမှန်လိုက်တဲ့ကမ္မစယုတ်ဟောဒီ၃မျိုးစုပြီးတော့ပဋိသန္ဓေနေပါတယ်ဒီအဲ့ဒီပဋိသန္ဓေနေတော့ကဒီဟိတ်ကဘာတွေများပါတော့လို့ဆိုတော့အလောဘဟိတ်ဘာမှလိုချင်တဲ့သဘောမပါတဲ့အလောဘဟိတ်ပါတယ်အဒေါသဟိတ်ဘာမှစိတ်တွေဟာလေတကယ်ပူပူလောင်လောင်ဆိုတဲ့တရားမျိုးမပါဘူးစိတ်ကိုအေးလို့အဒေါသဟိတ်ပါပါတယ်ပြီးတော့ဒီတဲ့အမှန်တန်ထူးကြတဲ့အမောဟဆိုတဲ့ပညာဟိတ်ပါပါတယ်ပညာကပဋိသန္ဓေစိတ်ကလေးမှနော်ဘုရားအလောင်းရဲ့ပဋိသန္ဓေစိတ်ကလေးမှာအမောဟဆိုတဲ့ပညာကဘလောက်များကြီးကျယ်ထက်မြက်တုံးလို့ဆိုတော့ဒီကမ္ဘာလောကမှာပဋိသန္ဓေနေကြတဲ့တတ္တဝါတိုင်းရဲ့စိတ်မျိုးထဲမှာအထက်ဆုံးစိတ်နဲ့နေပါတယ်ဒီဉာဏ်ပညာအထက်ဆုံးစိတ်နဲ့နေခဲ့ပါတယ်ဒါကြောင့်ဒီပထမမူတည်တဲ့မျိုးစစ်အမြစ်ကဘုရားအလောင်းရဲ့အမြစ်ကအမတန်ကောင်းတဲ့သဗ္ဗညုတဉာဏ်တော်ကြီးရဖို့ရန်အခြေခံဖြစ်တဲ့အမြစ်ကိုတွဲပြီးတော့မဲတော်ဝမ်းနဲ့ပဋိသန္ဓေနေပါတယ်တက္ကယုတ်ကကမ္မစယုတ်ကံကြောင့်ဖြစ်တဲ့ယုတ်ဒီပထမဆုံးတော့ကံကြောင့်ဖြစ်တဲ့ယုတ်ပဲရှိသေးတယ်ပထမစိတ်ဟာကံကြောင့်ဖြစ်တဲ့ယုတ်ကလည်းပဲကောင်းလိုက်တာဒီဘာတွေတုံးဖြစ်နေတုံးဆိုတော့ပုရိသဘာဝယုတ်ယောက်ျားပြီးပြီးသားဘာဝယုတ်တက္ကဝတ္ထုယုတ်စိတ်တွေနဲ့တီးပြီးတော့နေဖို့ရန်ဝတ္ထုယုတ်
ပြီးတော့ခန္ဓာကိုယ်ဖြစ်ဖို့ရန်ကာယတတ္တကဆိုတဲ့ယုတ်အဲ့ဒီယုတ်3ခုတယုတ်တယုတ်မှာ10ခုစီ10ခုစီမို့လို့ယုတ်30ပဋိသန္ဓေနေတော့ကဘုရားအလောင်းရဲ့ယုတ်30သိပြီးတော့ကောင်းတော်မူတာပဲပြီးတော့စိတ်ကလည်းပဲကမ္ဘာလောကတတ္တဝါတွေရှိသမျှရဲ့ဒီကာမဘုံမှာဆိုကြစို့ပဋိသန္ဓေနေတဲ့စိတ်တွေကနံပါတ်1အကောင်းဆုံးစိတ်အဲ့ဒီနံပါတ်1ထဲမှာလည်းပဲအဆင့်ဆင့်ရွေးလိုက်တဲ့အခါမှာထိတ်တန်းအကြဆုံးဖြစ်တဲ့စိတ်အဲ့ဒီစိတ်နဲ့ပဋိသန္ဓေနေတော်မူလာပါတယ်ဘုန်းကြီးတို့ကဒီအထိသိနေတာဘုန်းကြီးတို့ဖရာကိုဒီအထိသိနေတာအဲ့တော့ဒီအထိသိနေတဲ့အပြင်ကိုဖရာလောင်းကပဋိသန္ဓေနေတော့ကသောမနတနဲ့ပဋိသန္ဓေနေလို့ရွှင်လို့ဖရာလောင်းကမြင်ထားတင်းမဟုတ်ဘူးရွှင်ကလေးလာမယ်နောက်ကိုပဋိသန္ဓေနေတော့ကရွှင်လို့သောမနတနဲ့ပဋိသန္ဓေနေတယ်ပီတိနဲ့နှစ်သက်ဝမ်းမြောက်လို့ဒီလိုနေခဲ့ပါတယ်ဒါကြောင့်မို့လို့ဘုရားမြတ်စွာဉာဏ်တော်ကြီးလိမ့်မယ်ဆိုတာဘုန်းကြီးတို့ကတော့သိထားပြီပေါ့လေကြီးလဲကြီးတာကိုဘုရားမြတ်စွာကံလေးကအင်မတန်ကောင်းတဲ့ရုပ်တွေဖန်ဆင်းလိုက်တော့ဘုရားမြတ်စွာရဲ့ရုပ်ကအသက်ပဲဆုံးဖြစ်လိမ့်မယ်ဆိုတဲ့ဥစ္စာဘုန်းကြီးတို့ကပြောနေတာပေါ့နော်တက္ကဘုရားမြတ်စွာရဲ့ဉာဏ်တော်ဟာအင်မတန်ကြီးကျယ်တာဖြစ်တော့ကမ္ဘာလောကထဲမှာအကြီးဆုံးဉာဏ်ကတော့ရတော့မှာပဲတိုးတက်ဒီအပင်စီပွားတော့မှာပဲလို့ဆိုတာဘုန်းကြီးတို့ကမြင်ထားတယ်ဒါကြောင့်ဟေတုပစ္စည်းဆိုတဲ့ဥစ္စာဟာတာမန်မဟုတ်ဘူးနော်ဘုရားမြတ်စွာပဋိသန္ဓေနေတော့ကလည်းဒီဟေတုပစ္စည်းနဲ့ပဋိသန္ဓေနေခဲ့တာပဲဟေတုပစ္စည်းနဲ့စိတ်စေတသိက်ရုပ်တွေပဲပါတယ်ဘုရားမြတ်စွာလို့ခေါ်ရတဲ့ပုဂ္ဂိုလ်တ attva မပါပါဘူးဒီစိတ်စေတသိက်ပဲပါတယ်ပုဂ္ဂိုလ်တ attva မပါဘူးသူလို့ငါလို့ခေါ်စရာတွေဘာမှအကောင်းထဲမပါဘူးဒီစိတ်ပဲပါတယ်အင်မတန်ကောင်းလို့အင်မတန်ကောင်းလို့အဲ့ဒီလိုဘုရားမြတ်စွာပဋိသန္ဓေနေတဲ့အခါမှာဘာတွေကိုအာယုံပြုပြီးတော့ပဋိသန္ဓေနေပါတော့လို့ဆိုတော့ဟိုပဋိသန္ဓေမနေခင်တော့ကနတ်ပြည်ကလေတတ္တဝါတွေကိုမေတ္တာပို့ပြီးတော့နေတော့တတ္တဝါတွေအာယုံယူလာတာပဲအဲ့တော့ဘုရားမြတ်စွာရဲ့ပဋိသန္ဓေစိတ်ဟာလည်းပဲဘာအာယုံယူသလဲဆိုရင်တော့တတ္တဝါတွေချမ်းသာစေလို့တဲ့စိတ်ဟာပါနေတာဖြစ်တော့တခုခုပေါ့လေတတ္တဝါတွေအကျိုးများမဲ့အာယုံဓမ္မယုံတခုခုကိုအာယုံပြုပြီးတော့ပဋိသန္ဓေနေမှာပါပဲမဲတော့ဝမ်းကိုအာယုံပြုပြီးတော့ပဋိသန္ဓေနေလို့ရှိရင်လည်းပဲမဲတော့ဝမ်းရည်ကိုအာယုံပြုပြီးတော့ပဋိသန္ဓေနေရပါတယ်မဲတော့ဝမ်းရည်ကဘာတုံးလို့ဆိုရင်တခါလဲရူပါယုံအဖြစ်နဲ့ဖြစ်နိုင်ပါတယ်အဲ့ဒီမဲတော့ဝမ်းရည်ရူပါယုံကိုအာယုံပြုပြီးတော့ပဋိသန္ဓေနေတယ်ဆိုလည်းဖြစ်နိုင်ပါတယ်စိတ်တွေကတော့ခုနကစိတ်တွေပဲပြီးတော့ထိတ်တန်းဆုံးကိုဘုန်းကြီးကဟေတုပစ္စည်းနဲ့အာရမဏပစ္စည်းပြောပြီးတဲ့နောက်အောက်တန်းကလေးတွေလူလောကကြီးထဲမှာတိရစ္ဆာန်ကိုမပြောနဲ့လူလောကကြီးထဲမှာအောက်တန်းကလေးတွေဒီလိုပဲအမိဝမ်းထဲမှာပဋိသန္ဓေနေကြတယ်စိတ်ကဘလောက်များညံ့တဲ့စိတ်မျိုးဖြစ်နိုင်တယ်လဲလို့ဆိုတော့ခုနကအာလောဘအာဒေါသအာမောဟတခုမှမပါဘူးစိတ်မှာတခုမှမပါဘူးဒီပြင်မကင်းရမကင်းကြောင်စေတသိက်တွေနဲ့ပဋိသန္ဓေနေတယ်ကံကလည်းညံ့လိုက်တာတချို့မှာဒီကံကြောင့်ဒီဘဝမှာမျက်စိစက္ကုပ္ပတာရပါမပါတော့မျက်စိမြင်ခြင်းမှမြင်တော့အဲ့ဒီကံညံ့ကလေးကြောင့်သောတာပတ္တာရနာကြားခြင်းမှကြားတော့မယ်အဲ့ဒါလို့အနေမျိုးအဲ့ဒီကံကညံ့လို့မို့ယောက်ျားမိန်းမပိသခြင်းမှပိသတော့မယ်အဲ့ဒါလို့ကံကညံ့တော့ရုပ်တွေကအကုန်လုံးညံ့လိုက်တာဒါအောက်တန်းဆုံးအဲ့ဒီကအတက်တက်လာလို့တော်တော်လေးတော်လာတော့ပဋိသန္ဓေစိတ်မှာအလောဘအဒေါသဒီဟိတ်နှစ်ပါးတော့ပါသားပညာမပါလာဘူးအမောဟဆိုတဲ့ဉာဏ်ပညာမပါလာဘူးဒါကြောင့်တချို့လူဖြစ်လာပြီမဲ့ဉာဏ်သိမ့်ညံ့တာပဲပဋိသန္ဓေတုန်းကဉာဏ်မပါလာလို့နောက်ကြတော့သင်လို့ပြလို့တော့အတော်တန်တော့ဉာဏ်ကရှိလာပါတယ်အတော်တန်ဉာဏ်ရှိလာပြီမဲ့ပဋိသန္ဓေဉာဏ်ကိုကမပါတော့သိမ့်ထက်ပြက်တဲ့ဉာဏ်သမားမဖြစ်နိုင်တော့ဘူးတခါတသိတက်သွားတယ်ဘုန်းကြီးတို့ဘုရားမြတ်စွာလောက်မမြင့်ပေမဲ့လို့ပဋိသန္ဓေနေတော့ခုနကလို့ဉာဏ်ပါလာတယ်ဉာဏ်တက်ကပါလာတော့ဒီသူကလေးမွေးဖွားတဲ့အခါတဲဉာဏ်တော့ငယ်ကလေးကအသိဉာဏ်ကလေးတွေရှိတယ်နောက်ပညာသင်တော့လည်းအသိဉာဏ်တွေရှိတယ်နောက်ကြတော့စဉ်းစားဉာဏ်တွေရှိတယ်အဲ့ဒီလိုဟိတ်ကပဋိသန္ဓေနေကြတဲ့ကိုကဒီဟိတ်တွေဟာပါလာတယ်ဒါကြောင့်မို့လို့ဟေတုပစ္စည်းကိုကြည့်ပြီးတော့ပေါ့လေသိပြီးတော့ငါကုသိုလ်စိတ်ဖြစ်နေသလားငါဘာအာယုံပြုနေပါလိမ့်မလို့ဒါလို့ကြည့်ပါဒီငါဘာအာယုံပြုပြီးတော့ကုသိုလ်စိတ်ဖြစ်သလားကုသိုလ်ဟိတ်တွေပါနေသလားငါအကုသိုလ်စိတ်ဖြစ်နေသလားအကုသိုလ်ဟိတ်တွေပါနေသလားဒါကိုလင်းလင်းနဲ့စဉ်းစားလိုက်လို့ရှိရင်
သူလည်းမရှိငါလည်းမရှိစိတ်တွေစေတသိက်တွေရုပ်တွေသာရှိပါလားပုဂ္ဂိုလ်တ attva မရှိပါပဲလားဒီစိတ်စေတသိက်ရုပ်တွေရလဲသူ့အကြောင်းကြောင့်ဖြစ်နေပါလားလို့အဲ့ဒါလိုသိရတယ်ကဲအာရမဏပစ္စည်းပဲနဲ့ချဲ့ပြီးတော့ကူးကြအောင်ဆိုအာယုန်တွေကလေလောကမှာနေကြရတဲ့လူတွေဆိုတော့လူချင်းစရာအာယုန်တွေကအင်မတန်များတယ်ဒီဘုံကိုကကာမဘုံလို့ခေါ်ပါတယ်ကာမဘုံဆိုတဲ့ဥစ္စာကာမကလူချင်းတဲ့လောဘကိုဥတည်တဲ့ဘုံပါဒါကြောင့်မို့လို့အလုံးလူတွေမှာလောဘဖြစ်နေကြတယ်ကာမဂုဏ်စိတ်တွေနဲ့လူချင်းနေကြတယ်ဆိုတာမဆမ်းပါဘူးဘုန်းကြီးတို့ကမြင်ပြီးသားပဲဒီလောကကြီးဟာဒီဘုံကြီးဟာကာမဘုံလူချင်းတဲ့ဘုံလူချင်းစရာတွေနေတဲ့ဘုံလူချင်းတတ်တဲ့တဏှာလောဘရှိတဲ့ဘုံအဲ့ဒါလိုဘုံမှာနေကြရတော့တတ္တဝါတွေမွေးကလေးကဒီနဲ့ကလေးမျက်လုံးကလေးဖွင့်တတ်တယ်ဆိုရင်အမေကဆွေသားမျိုးသားတွေကကလေးလေးလိုချင်အောင်လို့မြူးကိုပေးဘုံကလည်းကာမဘုံလေကလေးလေးကလည်းလိုချင်တဲ့စိတ်ကမူတဲလာတဲ့စိတ်လေပြီးတော့ကလေးလေးကိုဒီကမြူးပေးလေကလေးလေးကလိုချင်တဲ့စိတ်လေးညလာလေကလေးလေးကတော်တော်လေးကြီးလာလေဒီကအစာကလေးကျွေးလိုက်လေကလေးလေးကဒီအစာကလေးလိုချင်တတ်လာလေစားချင်တတ်လာလေကလေးလေးအနာမှာတချင်းကလေးသိုးပြလေကလေးလေးကတချင်းကလေးနားထောင်ခြင်းတတ်လာလေကတိကလေးကလေးကိုတကယ်တဏကပမန်လေးလိမ့်ပေးလေကလေးလေးကဒီပွင့်ပွင့်ကြိုင်ကြိုင်လိုချင်တတ်လာလေဘုံကကာမဘုံပြုစုဘုံကလည်းကာမဒီလိုချင်စရာတွေနဲ့ပြုစုပေးနေတယ်လိုချင်တာပဲလိုချင်တာပဲအဲ့ဒီလိုချင်တာကဘယ်လောက်ထိအောင်သွားတုံးလို့ဆိုတော့ကဝဝသင်္ကိနောသင်္ကံဝတ္တမနတဝတ္တတိဧဝံဘာလတာဘောတတာတတ္တမံအဝိဇာနတောပင်ယောတနာပိပါဒသဝတ္တမနတဝတ္တတိတဲ့နွားမှဂျိုပေါက်လာတော့တဲ့ဒီဂျိုကလေးကတိုးသွားတယ်မရှိဘူးနွားအကောင်တည်းကြီးလေဂျိုကလေးရှည်လေနွားအကောင်တည်းကြီးလေဂျိုကလေးရှည်လေဘယ်တော့မှဒီဂျိုဟာပြန်တုံမသွားဘူးအဲ့ဒါလိုပဲတဲ့ဒီလူတော်တွေဆိုကြစို့ငကိုယ်တော့ကကာမတဏှာဂျိုလေးပါလာအဲ့ဒါလူအရွယ်ကြီးလာလေတဏှာလောဘကြီးလာလေလူအရွယ်ကြီးလာလေတဏှာလောဘကြီးလာလေတခါရှိသေးနေရာဒေသကတဏှာလောဘအာကြီးတဲ့ဒေသဆိုရင်တဏှာလောဘပိုးလာတယ်ကိုညာစဉ်းစားတယ်ကိုရှင်းတော့ငါဘိုးဘွားလက်ထက်ကဘိုးတွေဘွားတွေလက်ထက်ကဒါတော့မလိုချင်တတ်ဘူးဘာဖြစ်လို့လိုချင်စရာအာယုံမှမရှိပဲနဲ့မော်တော်ကားမှမရှိပဲနဲ့မော်တော်ကားလိုချင်တဲ့တဏှာမဖြစ်ခဲ့ဘူးဥဒ္ဒကြီးတွေနဲ့ဒီလိုလည်းပဲများများဆဆမရှိကြတော့ဥဒ္ဒကြီးလိုချင်တဲ့တဏှာမရှိဘူးမာတုကမတွေသူတို့ကလည်းအလွန်တရာပညာသင်ကြတာမဟုတ်အမျိုးသားတွေကလည်းအလွန်တရာပညာသင်ကြတာမဟုတ်တော့သူတို့ကဆိုင်အောင်ဟဲ့အသက်20လောက်ဆိုင်အောင်ဟဲ့အသက်10လောက်နေနိုင်ကြတယ်လိုချင်ပေမဲ့လို့သူတို့ကထိမ့်နေကြသေးတယ်ခုနောက်ပိုင်းကြတော့လေတဲ့မော်တော်ကားလိုချင်တဲ့အလိုချင်ကလည်းလူတွေမှာတိုးလို့လောဘတွေတိုးလာတိုက်ကြည့်ဓာကြီးတွေလိုချင်တဲ့လောဘတွေကတိုးလို့ပြီးတော့ကလေးတွေငယ်ငယ်ကတည်းကအမေတွေကဆင်းကိုဆင်းပေးနေတာလှလိုက်တာငါသမီးလှလိုက်တာတော်ကြတော့ကြောင်းလူကလေးတွေဖြစ်လှလိုက်တာလှလိုက်တာနဲ့သွားလိုက်တာတော်ကြတော့ထိတ်မရသိမ့်မရဖြစ်ပြီးတော့ဒီလောဘတွေလွန်ကဲပြီးတော့အပြည့်အစည်းပြောင်ဖြစ်သွားကြဟောဒါကာလဒေသလိုက်ပြီးတော့အာယုန်တွေကပြောင်းတယ်အာယုန်ပြောင်းတော့လောဘတွေကလည်းတိုးတက်လာတာပဲဒီလောဘကဒီနိုင်ငံကဓာတ်လောက်ကလေးနိုင်ငံခြားကြတော့ဓာတ်တဲ့လိုချင်လာလို့သူတို့အာယုန်တွေကတိတ်ကြီးတာကိုတိတ်ကြီးတော့နိုင်ငံခြားကလူတွေကတိတ်လိုချင်တာပဲဒီရူပါယုံလှလာကိုလှတဲ့လှအောင်ဒီလှတဲ့လှတာတောင်းမှရိုးရိုးလှယုံမဟုတ်ဘူးအင်မတန်ကိုမထိမ့်နိုင်မသိမ့်နိုင်တဲ့ဘေးကလောဘဖြစ်လာအောင်အလှလုပ်ကြတယ်ကန္တာယုံနေမှုကြိုင်မမျှမှုကြိုင်တဲ့မှုကြိုင်အောင်တဲ့အမွှေးတွေလုပ်ကြတယ်တခါရတာယုံအရသာတွေကောင်းတဲ့ကောင်းအောင်ဒါရှင်းတော့ကမဖြစ်လောက်တဲ့လောဘတွေဟာယခုလောဘဟိတ်တွေလို့ပိုးလာတယ်ကောင်းပြီလောဘကသာပိုးလာသလားလို့ဆိုတော့ယခုကြည့်လေဒီဒေါသတွေပြင်းထန်လိုက်တဲ့ဥစ္စာတတ်မှုဖြတ်မှုတွေဘယ်တော့များလာတော့ဟိုးရှင်းတော့ကဘုန်းကြီးတို့ကလေးတို့ကဒီတစ်နှစ်ဒီတတ်မှုဖြတ်မှုနဲ့စပ်ပြီးတော့ရာဇဝမှုဟာ9မှုလောက်ရှိ9မှုလောက်တော့များလိုက်တာတစ်နှစ်9မှုလောက်ဖြစ်တော့များလိုက်တာယခုဆိုတော့တရက်9မှုလောက်ဒီလိုဖြစ်လာပြီတရက်9မှုတောင်ကကြမှာကမယ်အဲ့ဒါဘာလို့အာယုန်တွေကအမှန်တန်ကြီးကျယ်လာတယ်လေအမှန်တန်ကြီးကျယ်တော့လောဘကကြီးကျယ်လာတော့လောဘအတိုင်းမဖြစ်သမျှဒေါသကလိုက်လာတာပဲလောဘကလိုချင်တယ်မဖြစ်ဘူးမဖြစ်ဒေါသလာတာပဲ
ဒီနည်းနဲ့အခုဒေါသဟိတ်တွေကလည်းကြီးတယ်လို့အကုသိုလ်တွေများလိုက်တာကောင်းပြီဒီနိုင်ငံနဲ့လားလို့ဆိုတော့ကဘာမှာအခုစစ်တွေတပြင်းပြင်းနဲ့တတ်လိုက်တာတကယ်တဲ့အပြုံလိုက်ဒေါသတွေဖြစ်လိုက်တာလောဘတွေကလည်းကြီးကျယ်လိုက်တာဒေါသတွေကလည်းကြီးကျယ်လိုက်တာသွားမယ်ဘုန်းကြီးတို့ကသိပါရဲ့လောကကြီးဘယ်လိုဖြစ်သွားတော့မှာပဲအစိတ်အပိုက်အနည်းငယ်ကလေးကသာတတိလေးနဲ့ထိညတော့လောကကြီးကတော့တစ်ဖြည်းဖြည်းလောဘဟိတ်တွေကလည်းပြင်းထန်လာပြီလောဘဟိတ်ပြင်းထန်လာတော့စိတ်တွေကလည်းလောဘအလို့အတိုင်းပြင်းထန်လာပြီလောဘအတိုင်းအလိုမကြတော့ဒေါသတွေကပြင်းထန်လာပြီဒေါသဟိတ်တွေအလို့အတိုင်းအကုသိုလ်တွေကပြင်းထန်လာပြီစိတ်တစားရုပ်တွေဖြစ်တော့ကိုဒေါသအလို့အတိုင်းစိတ်တွေကမထိန်နိုင်တော့ရုပ်တွေကပါမထိန်နိုင်လို့တတ်ကြဖြတ်ကြတယ်ဆိုတဲ့အဖြစ်မျိုးရောက်တယ်လောဘအတိုင်းမထိန်နိုင်တော့မို့လုံလုံကျူးကျူးတွေဖြစ်ကြတယ်ဒီတော့ဘုန်းကြီးတို့ကပုဂ္ဂိုလ်တ attva မရှိပါဘူးဒီအာယုံနဲ့ဒီစိတ်တွေဒီအာယုံတောင်းကြံတဲ့လောက်ဒီစိတ်တွေတောင်းကြံပြီးတော့လိုက်လာပါတယ်အနည်းငယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များကသာကဲကဘာကြီးပါဖြစ်ပါစေလောကကြီးပါဖြစ်ပါစေတို့မဖြစ်ကြနဲ့တို့တတိထားကြတို့အစားအသောက်တွေကိုတတိထားချွေးထားကြကုသိုလ်တရားတိုးပါအောင်မေတ္တာပို့ကြတို့ကုသိုလ်တရားတိုးပါအောင်၅ပါးသီလကြိုးစားထိန်းလိုက်ကြတို့ကုသိုလ်တရားတိုးပါအောင်ပါရမီတရားတိုးပါအောင်တရားနှလုံးသွင်းနေကြဒီလိုသွားနေရတယ်လမ်းသွားနေရတယ်လောကကြီးတော့ကြီးကျယ်လိုက်တာတွေကတော့ဘုန်းကြီးတို့သိပါရဲ့လောဘကြီးကျယ်နေတာဒေါသကြီးကျယ်နေတာမာနကြီးကျယ်နေတာတယောက်တယောက်မနာလိုတဲ့အိတ်သာကြီးကျယ်နေတာတယောက်တယောက်ကိုဝန်းတိုးနေတဲ့မစ္စရိယကြီးကျယ်နေတာရှင်းတုန်းကဆိုတဲ့ဥစ္စာမောင်နှမချင်းဒီစီးပွားရေးကြောင့်စိတ်ဝမ်းမကွယ်ဘူးခုကွဲလိုက်ကြတာဒီလောဘကြောင့်ဒေါသတွေနောက်ကလိုက်လို့လောဘကြောင့်အိတ်သာမစ္စရိယတွေနောက်ကလိုက်လို့အကုသိုလ်တွေဖြစ်လိုက်ကြတာအဲ့ဒီအာယုံကလည်းပဲဟိုရှင်းတုန်းကတော့ဘုန်းကြီးတို့ကြည်တော့မှအဲ့ဒါကြီးကျယ်ဘာမှရှိလာတယ်မဟုတ်လားဘူးပိုးပါပေတယ်ဆိုတဲ့သူတွေလည်းပဲကြောင်းနေပါတယ်ဆောက်ခရတွေတဲ့အမွေခွဲလိုက်ကြဆိုတော့ဘလောက်မှမရဘူးအတိတော့သူတို့လောဘကလည်းခံနေတယ်ဒေါသမာနကလည်းခံနေတယ်ကုသိုလ်စိတ်တွေများလိုက်တာစိတ်ချမ်းသာလိုက်ကြခုနောက်ပိုင်းမှာလောဘတွေကသိကြီးလောဘအလိုမကြလို့ဒေါသတွေကသိကြီးတယောက်နဲ့တယောက်မနာလိုတာကဆွေချင်းမျိုးချင်းကစပြီးတော့မနာလို့ဘုန်းကြီးဖြစ်တော့မှာပဲထိမ့်လို့မရဘူးအလိမ္မာတယောက်တလေညာရှိတဲ့တယောက်တလေတအိတ်တလေဒါလိုပဲထိမ့်ရတော့မှာပဲလို့ဘုန်းကြီးကနားလေတယ်ဘုန်းကြီးတို့သံဃာတော်တွေကလောဘအလိုတိုင်းတဲ့ဘုန်းကြီးအောင်ဒီစားဘုန်းကြီးတော့ဘာဖြစ်တော့ဘုန်းကြီးချင်းကအရေးပါကြတယ်ကိုမလေးဘုန်းကြီးလိုက်တာဘုန်းကြီးချင်းအရေးပါကြလူလိုပဲလူမလဲပဲပစ္စည်းပေါ်ပြီဆိုလို့ရှိရင်အရေးပါကြဟုတ်မဟုတ်ဘာနဲ့ပေါ်ဒီပစ္စည်းပေါ်လာပြီဆိုအရေးပါကြဘုန်းကြီးတွေလည်းပဲဘာနဲ့ဘုန်းကြီးပြီဆိုဘုန်းကြီးချင်းအရေးပါကြအဲ့ဒီဘုန်းကြီးကဘုန်းကြီးအောင်လုပ်တာပဲဘုန်းကြီးအောင်သူကဘာလို့ရတော့တရားဓမ္မတွေအိမ်ဝင်ရတယ်ထွက်ရတယ်သွားရတယ်လားနေကောင်းကြရဲ့နော်ဘာနဲ့လို့ကြတော့နေတို့ဘာလို့ပြရမလို့ဟဲ့ဘာကူရအောင်မလို့ဟဲ့နဲ့အဲ့ဒါဟာပဲနောက်တော့သူ့ကြောင်းနေလဲရတယ်ဘေးကဘုန်းကြီးတွေကလည်းကြောင်းကောင်းနေမြင်တော့ဒီဘုန်းကြီးစီသွားပြီးတော့စားကြတောက်ကြတယ်အရေးပါကြတယ်သာသနာကြီးအဲ့ဒီနည်းနဲ့ပြဲပြီးတော့လာကြတာပြက်ပါစီဘုန်းကြီးကပြက်ပါစီဒီကြောင်းကမဖြစ်စီနဲ့မနေ့ကတင်စားတစောင်းကိုတော်တပါဘာအောင်လို့ဆိုလားချီးကျူးပွဲလုပ်မလို့သူတို့ဒီเจ้าမှာနေသွားဘူးတဲ့ကိုတော်ကသူဆိုင်ရာကချီးကျူးပွဲလုပ်မလို့တဲ့ဒီเจ้าကဒီစာကြဘုန်းကြီးတွေပါတယ်ခွင့်ပြုပါဗျာတဲ့ပြင့်ပြရစီတဲ့ဘုန်းကြီးကစာကြဘုန်းကြီးတွေကိုအဲ့ဒီစာအပ်လိုက်တယ်သဘောလို့တားလည်းမတားဘူးလို့တိုက်လည်းမတိုက်တွန်းဘူးလို့ဆိုတော့စာကြဘုန်းကြီးတွေကသူတို့လည်းဒီเจ้าရဲ့ဝါဒကိုသိနေပြီလေဒီချီးကျူးပွဲတွေလုပ်ပြီးတော့ဂုံလုပ်ပြီးတော့ဘာသာနာကမှမတက်ခဲ့ပါပဲလားအဲ့ဒါဟာတွေတို့ဘယ်သွားသင့်မလဲလို့သူတို့ဟာသူတို့ဆုံးဖြတ်ကြတယ်ဘုန်းကြီးဆုံးဖြတ်လေသူဟာသူသွားခြင်းလဲသွားကြလေမတိုက်တွန်းဘူးတားလည်းမတားဘူးဘုန်းကြီးကသူတို့ဒီစာကြဘုန်းကြီးတွေကိုဒီစာအပ်လိုက်တယ်အဲ့သူတို့ကဆုံးဖြတ်တယ်အကယ်၍များသူတို့ကအပ်တဲ့တရောနဲ့နှခမ်းလေးတစ်ပြင်းပြင်းနဲ့သွားမယ်များလောက်ကြတယ်စားမယ်များလောက်ကြတယ်ဆိုလို့ရှိရင်တော့ဒီချိန်တော့မပြောသေးဘူးနောက်တစ်ချိန်ပြောမှာပဲဒီလားအဲ့ဒါကြောင့်မို့လို့သာသနာကြီးလောပြက်တယ်ဒီခုခေတ်သွားနေပုံကလောကကြီးလည်းပြက်တယ်ဒီလိုတင်ပြည့်ယုံနဲ့ရပ်သွားတယ်ဆိုရင်တော့ဘုန်းကြီးကအနေသာကြီးပါမဟုတ်ဘူးသာသနာကြီးဆုတ်လာတယ်လူတွေအကုသိုလ်တရားတွေတိုးပွားလာတယ်သေတော့မနေ့ကပဲပြောလိုက်ပြီမဟုတ်လားရှမ်းတော့ထိတ်ကျဲဟာဘုမ30လိုပိတ်တာလိုဖြစ်နေပါပြီတဲ့ဒီတော့ဘုန်းကြီးကဒီကြောင့်တော့တရားထဲနေတောင်မြင်ရပါမယ်နေတန်ဆိုလေသူတို့ကအရှင်ဘုရားဟာကခက်မပြီးတော့ဘူးတပည့်တော်တို့သွားပါရစီတော့လို့သွားကြလို့ရှိရင်တရားတဲ့
တရားနှလုံးသွင်းလို့စာရေးကြည့်လို့ဘာလို့ချမ်းသာလိုက်မလဲလို့ဘုန်းကြီးကလေဘုန်းကြီးကတယောက်တည်းနေမှာဘယ်နဲ့ဒီတရားတွေကဒီလောက်ပါနေမှတော့ဒီတရားတွေလွန်ပြီးတော့ဘုန်းကြီးမလိုက်နိုင်ဘူးနည်းနည်းစဉ်းစားသိသွားကြအောင်စို့တခါတော့ကဗုဒ္ဓမြတ်စွာနဲ့မာဂန္ဓိယဆိုတဲ့ဒီဗြဟ္မဏပန္တိတ်နဲ့တွေ့ကြတယ်ကိုဒီဗြဟ္မဏတို့ရဲ့ထုံးစံကတော့ရူပယုံကြည့်ရမယ်လေတတ္တယုံနားထောင်ရမယ်လေဒါတိုးပွားမှုပဲတိုးတက်မှုပဲကြီးကျယ်ရမယ်ဒီရှင်ဂေါတမကဒါတွေကိုမလိုက်စားရဘူးဆိုတော့ကြီးကျယ်မှုတွေကိုဖျက်နေတာပဲရှင်ဂေါတမဟာလောကကြီးဖျက်ဆီးနေတာပဲလို့သူတို့ကဒီလိုယူဆထားကြတာဒါနဲ့ဗုဒ္ဓမြတ်စွာနဲ့တွေ့ကြရောတွေ့တော့ဒီစကားစတော့ဟုတ်ပါတယ်ဒီလိုပဲယူဆပါတယ်ဗုဒ္ဓမြတ်စွာကသက္ကုံကောမာဂန္ဓိယရူပါရာမံရူပရတံရူပသံမုဒိတံမာဂန္ဒီသက္ကုပတာရဆိုတဲ့ဥစ္စာရူပယုံကိုအမတန်တက်တယ်သက္ကုပတာရကရူပယုံရှိမှသူကနေတတ်တာဒီရူပယုံကဘယ်လောက်များသက္ကုပတာရကသဘောကျနေလို့ဆိုတော့ဟိုသူ့ကို6နေတဲ့သူ့ရန်သူလာတော့သူကကြည်ကိုကြည်ရမှကျင်တတ်တယ်ဒီသက္ကုပတာရကကိုကိုနှိမ့်ဆက်မဲ့သူလာတော့ကြည်ကိုကြည်လိုက်ရမှကျင်တတ်တယ်သက္ကုပတာရကအဲ့ဒါလို့ရူပယုံမှာအမတန်မွေ့လျော်တယ်သက္ကုပတာရကဒီသောတာပတာရကလည်းတတ္တယုံမှာအမတန်မွေ့လျော်တယ်နားထောင်နေတယ်ဟောမင်းဆဲနေကြမင်းစိုက်နားထောင်နေဆဲနေတာသူစိတ်မချမ်းသာမှတော့သိတယ်စိတ်မချမ်းသာမှသိမယ်တတ္တယုံဆိုရင်ပဲသောတာပတာရကနားကိုထောင်လိုက်ရမှာဆဲနေတယ်ဟုတ်တယ်ဒီကငါဆဲနေတယ်ဆဲနေတဲ့ဆိုတဲ့ဥစ္စာကိုသူကဒီနားထောင်ရမှာကျင့်တတ်တယ်တတ္တယုံကိုအမတန်မွေ့လျော်တယ်တခါခန္ဓာပတာရကလည်းနှာကောင်းထဲမှာရှိတဲ့ပတာရကလည်းဒီအနတ်ကိုသူကရကိုရမှာနိုင်တာကိုဟုတ်တယ်နိုင်တာသူကနန်းလေဆိုတဲ့ဥစ္စာကိုပဲသူကဒီအရှူရအောင်မှဒီအနတ်ကိုဒီမှုတဲ့ကြိုင်တဲ့ဟာတော့မပြောနဲ့တော့နန္တာကိုရှူရအောင်မှတခါအရသာကြတော့လေမကောင်းလိုက်တာဘယ်နဲ့ဒီဟင်းကလည်းဘယ်နဲ့တော့နေတယ်ပေါ့လိုက်တာမြင်ပြတ်ဆုံးမကောင်းပါဘူးလို့ဆိုတဲ့ဥစ္စာသူကပြတ်ဆုံးဆိုတော့သူကလည်းမြည်လိုက်သေးတယ်အဲ့ဒီလိုဖွတ်တပါယုံကလည်းဒီလိုပဲဒီအမတန်တွေ့ရင်ထိခြင်းတယ်အမတန်ထိရင်ခိုက်ခြင်းတယ်အဲ့ဒါလို့ဒါကြောင့်မို့လို့ဘုရားမြတ်စွာကဒီမဂ္ဂဏီငကိုကမှတတ္တဝါတွေကတတ္တဝါတွေရဲ့စိတ်ကအာယုန်တွေနဲ့မွေ့လျော်ပြီးတော့နေတာဖြစ်တော့ဒီအာယုန်တွေတိုးပွားအောင်လို့ရင်အကုန်လုံးဒုက္ခများမှာပေါ့လို့ခုများနေတဲ့အတိုင်းပေါ့လေအာယုန်တွေတိုးပွားအောင်လို့ရင်ဒုက္ခများမှာပေါ့ဒီအာယုန်တွေကိုဆက်ဆုံးပြီးတော့အေးအေးဆေးဆေးနေတဲ့ဤကိုပြောပြမယ်လို့ဆိုပြီးတော့လူတစ်ယောက်ဟာဒီနုနာဖြစ်နေနုနာဆွဲနေဒီနုနာကလည်းပဲဒီအရေးတွေရိုးလို့သူကဘာလို့တုံးဆိုတော့ရလွန်လို့ကုတ်ပြီးတော့အရေးတွေရိုးလို့မိသွားกินမိကြီးကောင်းကောင်းနဲ့กินလိုက်ရတော့အရေးကနည်းနည်းခြောက်သွားတယ်အတွင်းငါထတဲ့ပိုးတွေကနောက်ဆုတ်သွားတယ်အဲ့ဒါသူအရာပြောက်သွားနေပြန်ရောနုနာကပြောက်တာမဟုတ်ဘူးခဏလေးအရာပြောက်တာတော်ရရတခါရလာပြန်ပိုးတွေကထလာပြန်တယ်ကိုရလာပြန်အရေးတွေကထွက်လာပြန်မိကြီးသွားกินလိုက်ပြန်ခဏသက်သာလာပြန်နောက်တော့ဖြစ်ပါဘူးဒီကောင်ဒီလိုနဲ့သာဆိုလို့ရှိရင်တော့ဒီယောဂကတိုးတာလားမိခင်လိုက်ပြန်တော့ခဏလေးသက်သာတဲ့ယောဂကတိုးလာတယ်အရေးတွေကပိုးထွက်နေတယ်ခဏလေးသက်သာတဲ့ယောဂကတိုးလာတယ်ဒီကောင်ဒီလိုဆိုမဖြစ်ပါဘူးဆိုပြီးတော့တခါတည်းစိတ်ကောင်းကောင်းကုတတ်တဲ့ဆရာနဲ့ကုလိုက်တာယောဂပျောက်သွားတော့နောက်မိကြီးကဲကောင်းကောင်းကြီးတွေတွေ့တော့မိတ်ဆွေကဟဲ့ကိုလူလာဟဲ့ဟိုမှာမိကြီးတွေမောင်ရကင်းကြမလုပ်ပါနဲ့အတင်းလဲဆိုလာပါမင်းဟိုတုန်းကဒီမိကြီးတွေမြင်လို့ရှိရင်ဖြင့်မနေနိုင်မထိုင်နိုင်မင်းပြေးပြီးတော့မိခင်နဲ့လူပါလာပါအောင်မမိကြီးတွေမလုပ်ပါနဲ့ဟိုတုန်းကငါဒီအနာမပြောက်လို့ငါကင်းနေတာပါကွာခုငါအနာမမရှိဘဲနဲ့ဒီမိကြီးတွေကငါဒုက္ခပေးနေတာကွာဒါငါဒုက္ခပေးနေတာရူပယုံပေသားရနေတဲ့ဆိုတဲ့ဥစ္စာအနုမို့လို့မိခင်တာတဲ့အနုမိခင်တာရူပယုံနေသားရပြီးတော့ရူပယုံလိုက်စားနေတယ်ဆိုတော့ပွဲကြည့်နေဒီပွဲကောင်းလိုက်တာဆိုတဲ့ဥစ္စာဟာပွဲကြည့်တင်လားကိုကတကယ်တီးတံပူတံကြမနေနိုင်မထိုင်နိုင်ဖြစ်ခုနကြီးအနာထမနေနိုင်မထိုင်နိုင်ဖြစ်အဲ့ဒါကိုပွဲသွားကြည့်ပြီးတော့မိခင်လိုက်တာတော်ပြီနောက်မကြည့်တော့ဘူး
ပိုက်ဆံလည်းကုန်နေလူလည်းပန်းနေကောင်းတော့ကောင်းတယ်ဒါကြောင့်နာမည်ကြောတာပဲလင်းကား10လောက်နေလိုက်ပြန်နောက်ဟိုကတီးတယ်မဟုတ်တယ်နေကြားလိုက်ပြန်အနာထလာပြန်သွားကြည့်အောင်ပါပဲအနာကမလျော့ဘူးခဏကလေးသူအစာပြေသလိုပြေတာရှိတယ်နောက်သွားရင်တာပဲဒီနီးဒီပုံဒီဟန်နဲ့တော့ဒီယောဂမပြောက်ဘူးနောက်တော့ကိုင်းမဖြစ်ဘူးသီလထိန်ပြီးတော့တရားထိုင်ပါပဲလို့တေရူပါယုံဒီပွဲလန်းသဘင်တွေရဲ့အပြစ်ကိုကောင်းကောင်းမြင်လာတဲ့အခါကျတော့ဟိုကတီးတန်ကြတယ်သူဘာမှမဖြုံပါဘူးလိုက်သွားကြအောင်မလုပ်ပါနဲ့ကွာရှက်เสียကြီးကိုတော့ကတော့သူရှေ့ကသွားတာဒီခါတော့မလုပ်ပါနဲ့ကွာရှက်เสียကြီးအမေကိုတော့ကတော့မင်းသွားတာခုတိတ်ကောင်းတာအရင်လုံးကတည်းကတာတယ်ဟုတ်ဖာထူပါဘူးငါပိုက်ဆံလဲကုန်တယ်လူလဲပန်းနေကိုတော့ကငါကဒီနားမလဲလို့ပါကွာခုတော့ငါမသွားပါဘူးအဲ့ဒါလို့ပေါ့ခုကာမဂုဏ်အာယုန်တွေခံစားတဲ့သူတွေကလည်းဒီတိုက်မှာသူတို့ယောဂထားနေကြတာဘုညာသိတာပဲယောဂထားကြတာဒီယောဂကြီးကျယ်တော့ဒီတရားတွေဒီလိုနေကြရမှာပဲဘာလို့အနုဆိုတော့သူတို့ကယောဂကထားလိုက်သူတို့ကကုတ်လိုက်ယောဂကထားလိုက်အဲ့ဒါမိသွားခင်ကြတာရူပါယုံထားလာကလေးသွားကြည့်ကြတတ္တယုံကောင်းကောင်းလေးသွားနားထောင်ကြကန္နာယုံမူမွေးချမ်းချမ်းကလေးနဲ့စားကြတော့ကြနေကြထိုင်ကြတဲ့အနာတွေခါတာရော့လာလားမရော့ဘူးအနာတိုးနေတာပဲတိုးတာပဲနောက်တော့မစွမ်းနိုင်လို့သာသူတို့လျှော့သွားကြတာသိလားအဖိုးကြီးတွေအဖွားကြီးတွေဖြစ်လို့မစွမ်းနိုင်လို့သာသူလျှော့ရတာစိတ်ကတော့မရော့ဘူးသိလားစိတ်ကတော့မရော့ဘူးဒီမိကဘုန်းကြီးကဘယ်တော့မှမရော့ဘူးနောက်ဘဝလည်းမရော့ဘူးပိုတိုးမှတရားကိုဒီကလိုက်ပြီးတော့ကျူးစာမင်းစားနဲ့အထုတ်လိုက်မှဒီယောဂသက်သာပြီးတော့တရားတွေရပြီးတော့နောက်ဒီယောဂမဖြစ်ပဲနေမှာလို့ဆိုတာဘုန်းကြီးတို့တရားတော်ကသိတယ်အဲ့ဒါကိုဗုဒ္ဓမြတ်စွာကလေဟောပေးရင်ကောင်းလိုက်တာခဏကဘုရားဂလန့်လုပ်တဲ့သူကကောင်းလိုက်တာဟုတ်လိုက်တာအဲ့တော့ငါဘုရားကလေတရားတွေမြင်လို့မို့တရားတဲ့အာယုန်တွေမခံစားပဲနဲ့အေးကလေးငြိမ့်နေတဲ့ဥစ္စာဟာယောဂပြောက်နေတာမကောင်းဘူးလားကောင်းလိုက်တာတကားတော်ကိုရဟန်းပြုခွင့်ပေးပါရဟန်းဘုန်းကြီးလုပ်ပေးရစီတော့ခုနကဘုရားဂလန့်လုပ်လာတဲ့ဥစ္စာဘုရားတရားသဘောကြတော့တရားရအောင်နေမှပဲတို့ဒီယောဂါတွေကင်းမှာပဲလို့သဘောပေါက်ပြီးတော့ယဟန်ပြုပြီးတရားအထုတ်လို့ယဟန်တာကြီးဖြစ်ကြတယ်။ဒါကြောင့်ဘုန်းကြီးတို့ကမြင်လွန်းလို့ဒီเจ้าကိုခန်းခန်းနာနာမဆင်ရဘူးနော်။သူတို့ကကြောင်းကောင်းကောင်းဆောက်ပေးတာပေးခြင်းပေးပါစီ။သူတို့ကလည်းကောင်းကောင်းဆောက်ရမှာလေ။ဘာဖြစ်လို့သူတို့ပတ်ဝန်းကျင်ရဲ့အတိုင်းဝိုင်းကရှိပြီ။သူတို့เจ้าကဘလောက်ကောင်းနေတယ်ဆိုမှသူတို့အတိုင်းဝိုင်းနဲ့တဲ့တယ်။ဘုန်းကြီးကဟိုเจ้าကြီးအနောက်ဘက်ကစဉ်းစားကြောင်းကြီးကဲဘာကဲ့ညာကဲ့နဲ့ဝကမိုးလိုက်လို့ဘုန်းကြီးကပြောကြောင်းပါကဘုန်းကြီးသဘောကျတယ်လို့တော့လုပ်ပါတဲ့ဒါပေမဲ့လို့ပြင်အုပ်ချုပ်ကလေးမှမရဘူးနော်လို့ညီးတဲ့ဟောသူသိကြည့်အောင်အကုန်ကြခံပြီးဆောက်ပါရက်ကဲနဲ့စိတ်မချမ်းသာလို့တော့မကောင်းပါဘူးလို့ကဲမမိုးကြနဲ့ကြောင်းမှသဘောကျတယ်လို့ဆိုက်ကြအောင်လို့ထားလိုက်ရတယ်ဘုန်းကြီးရဲ့လူကတော့ဘုန်းကြီးကျောင်းနေတာကိုလည်းကြည့်လေဘုန်းကြီးကျောင်းနေရဒီနည်းနည်းကလေးသာပြင်းပြီးတော့လာခဲ့တယ်ဘုန်းကြီးကတော့ဖြစ်ပါရဲ့နေတတ်ပါရဲ့တရားသဘောသိပါရဲ့မိုးလုံးလေလုံးဆိုပြီးတာပါပဲဒီဒါပေမဲ့လို့ကျောင်းတကာကျောင်းမတွေရဲ့သူတို့သဘောစိတ်ချမ်းသာပါစီတော့လို့သူတို့ကတော့အကုသိုလ်တွေဖြစ်နေသလားလို့ဆိုတော့သူတို့ကသာသနာတော်မုံမြတ်လူချင်းတယ်လို့ဆိုတော့သူတို့မလဲပဲဗုဒ္ဓမြတ်စွာကိုရှိကထားလို့ဖရာအမှုရှိတဲ့သံဃာကိုရည်မှန်းပြီးတော့ကျောင်းဆောက်ကြလို့တတ္တရရသာသာရရဆိုတော့ဝိသကာတို့လောကရှေ့ကသွားနေတယ်အနာတပိတို့လောကရှေ့ကသွားနေတယ်ဆိုတော့သူတို့မလဲပဲကုသိုလ်တော့ရပါတယ်မုံမမြတ်ကုသိုလ်ရပါတယ်ဘုန်းကြီးကအဲ့ဒီကုသိုလ်အကျိုးကိုမမျှော်ကြနဲ့နော်နိဗ္ဗာန်မျှော်ကြအဲ့ဒီကုသိုလ်အကျိုးကြီးလောက်များရထားလို့ရှိရင်ကိုယ်ဘက်ဘဝမှာအကျိုးတွေသားရပြီးတော့အကုသိုလ်တွေတိုးပွားလိမ့်မယ်လို့အဲ့ဒါလို့သာသူတို့ကိုလမ်းလွှဲပြီးတော့ပေးရပါတယ်ဒါကြောင့်ကိုနီးကိုဟန်နဲ့နားလည်အောင်လေလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ဆိုတဲ့ဟေတုပစ္စည်းတွေမှာတတိထားလိုက်ပါအာရမဏပစ္စည်းနဲ့အာယုန်တွေဥစားပေးလေအကုသိုလ်တွေကများလေအကုသိုလ်ဟိတ်တွေကများလေဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီနှစ်ပစ္စည်းကိုကြည့်ပြီးတော့လောကကြီးမှာဒီနှစ်ပစ္စည်းနဲ့လမ်းသွားနေတဲ့ဥစ္စာဟာတဘဝပြီးတဘဝလည်းသွားနေတာပါပဲလားလို့အဲ့လိုနားလည်ပြီးတော့ဗုဒ္ဓမြတ်စွာရဲ့တရားတော်ကိုအာယုန်ပြုပြီးမိမိတို့ကိုယ်တိုင်လေဒီပစ္စည်းကိုအာယုန်ပြုပြီးတော့ပုဂ္ဂိုလ်တ attva လည်းမရှိပါပဲလားငါသူတစ်ပါးလည်းမရှိပါပဲလားအကြောင်းတရားရှိလို့အကျိုးတရားတွေသာရှိနေပါရကားလို့အဲ့လိုနားလည်ပြီးတော့ဗုဒ္ဓမြတ်စွာကိုအာယုန်ပြုရင်းမိမိတို့စိတ်ကိုပါပြင်ဆင်နိုင်ကြစေကုန်သတည်း